ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီနေ့မှာဆိုလို့ရှိရင်ဖုန်းတွေမှာပါဝင်တဲ့ IMEI ရဲ့အရေးပါပုံလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ် IMEI ဆိုတာက International Mobile Equipment Internet ဆိုတဲ့ကျွန်တော်ဖုန်းတွေမှာဆိုလို့ရှိရင်တော့မှတ်ပုံတင်ပေါ့နော်ကျွန်တော်လူတွေမှာဆိုလို့ရှိရင်လည်းမှတ်ပုံတင်နေရှိတယ်လို့ပဲသူ့မှာဆိုလို့ရှိရင်လည်းကျွန်တော်မှတ်ပုံတင်နံပါတ်လိုမျိုးပေါ့နော် IMEI ဆိုပြီးတော့ရှိပါတယ်အဲ့ကောင်လေးတွေကကျွန်တော်တို့ဘယ်လိုမျိုးထိတောင်အရေးပါလဲဆိုလို့ရှိရင် mobile phone ပျောက်သွားတဲ့အခါဒါမှမဟုတ်ခိုးယူခံရတဲ့အခါမျိုးမှာဆိုလို့ရှိရင်သူ့ရဲ့ IMEI တည်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တက်ဆိုင်ရာ operator ကိုခေါ်ပြီးတော့ပေါ့နော်ဒီ IMEI ကို blacklist ထဲမှာထည့်ထားမယ်ဆိုလို့ရှိရင် iPhone ကကျွန်တော်တို့ SIM card ထည့်ပြီးတော့သုံးလို့မရတဲ့ဟာမျိုးတွေလုပ်လို့ရပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ IMEI တည်ထားမယ်ဆိုလို့ရှိရင် mobile phone ရဲ့ပေါ့နော်ကျွန်တော်တို့ database information တွေကိုကြည့်လို့ရရပေါ့နော်ကျွန်တော်ဒီဖုန်းကဘာနှစ်ခုနှစ်ကထုတ်ထားရလဲသူ့ရဲ့ specification တွေကြည့်လို့ရပါတယ်နောက်တစ်ခုကကျတော့သူ့ရဲ့ဖုန်းရဲ့ RAM တွေကိုကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ IMEI ကနေတစ်ဆင့်ကျွန်တော်တို့ကြည့်လို့ရရပေါ့နော်အဲ့လိုပုံစံမျိုးလေးအားတာတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ IMEI တည်ရဆိုလို့ရှိရင် location တွေလည်းကြည့်လို့ရတယ်ပြီးတော့ကျွန်တော်တို့ mobile phone တစ်ခုလုံးကိုထိန်းချုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်တို့သူ့ရဲ့အာမခံပိုင်းတွေလို့ရှိရင်ကျွန်တော်တို့ခဏနေပြောတဲ့တက်ဆိုင်ရာ operator တွေကို blacklist လောက်ခိုင်းလို့ရတာလေအဲ့လိုမျိုးအထိပါအသုံးဝင်နေပေါ့နော်ကျွန်တော် IMEI ကိုထားရှိတဲ့နေရာလေးတွေကိုတော့နောက်ဗီဒီယိုလေးမှာပြန်ပြီးတော့ပြပြပေးမယ်ကျွန်တော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲပေါ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါဘိုင်